မင်္ဂလာပါဒီ share ကခုနပြောတဲ့ capacitor of a capacitor နဲ့ပတ်သက်တဲ့အပိုင်းလေးမှာဆိုရင်ဒီ share ကဒီဘက်က exercise က number 1 လေးညံစမ်းနေနဲ့ share ဖြည့်လို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာ state true for ဒီ share ကိုရေးခိုင်းနေပေါ့နော်အဲ့တော့ number 1ကကြတော့ one conductor of a capacitor မှာ charge က plus q ရှိမယ်ဆိုရင်ဒီ other plate เนาะအခြား conductor တစ်ခုမှာတော့ minus q ရှိပါတယ်အဲ့ဒါ true လား false လားပေါ့နော်အဲ့တော့ true ဖြစ်ပါတယ်နောက်တစ်ခါကျတော့ဒီ share က plate ပြားနှစ်ခုရှိရလေ plate ပြားနှစ်ခုမှာတစ်ခုက plus ဆိုလို့ရှိရင်တစ်ခုကဘာလဲဆိုရင် minus ပဲနော်တစ်ခုက positive ဆိုတစ်ခုက negative ပဲနော်နောက်တစ်ခုကကျတော့ the charge of a capacitor ဆိုတာကတဲ့ is the magnitude of the charge on each conductor အဲ့တော့ capacitor ကြီးရဲ့ q ပမာဏဆိုတာဒီတဲ့ conductor မှာတစ်ခုချင်းစီမှာရှိတဲ့ q ပမာဏဖြစ်ပါတယ်တဲ့ဒီချက်ခုနပြောခဲ့ရလေcharge of the capacitor မှာ definition မှာလည်းပါတယ် definition လေးပြန်ကြည့်လိုက်ရမယ်နော်အဲ့တော့ conductor တစ်ခုချင်းစီမှာ q တန်ဖိုးသည်အဲ့ဒီ capacitor ရဲ့ q တန်ဖိုးပဲဖြစ်ပါတယ်အဲ့တော့ number 2ကလည်း true ဖြစ်ပါတယ်number 3 potential difference of the capacitor အဲ့တော့ capacitor ရဲ့ဒီတက်က V တန်ဖိုးလာပြီပေါ့နော် V တန်ဖိုးက twice နှစ်ဆဖြစ်ပါတယ်တဲ့ the potential difference between two conductor of the capacitor ဒီ capacitor ရဲ့ conductor နှစ်ခုကြားထဲက V တန်ဖိုးရဲ့နှစ်ဆဖြစ်ပါတယ် true လား false လားဆိုတော့ဒီချက်တို့ကဒါက false မှားပါတယ်ဘာကြောင့်လဲဆိုဒီချက်တို့ဒီ potential conductor နှစ်ခုကြားထဲက V တန်ဖိုးဒီလေအဲ့ဒီ capacitor ရဲ့ V တန်ဖိုးပဲဘာမှနှစ်ဆတွေတဝက်တွေမဟုတ်ဘူးတူတူပဲเนาะအဲ့ဒီမှာ twice လို့ပြောထားမှုဒီချက်တို့ကမှားတယ်ပေါ့เนาะအဲ့တော့ဒီဘိုင်းလေးကဒီချက်တို့ခုနပြောခဲ့တဲ့ဟာလေးနဲ့ဆိုင်တဲ့အပိုင်းလေးမို့လို့ဒီချက်ကပြောလိုက်တာပေါ့เนาะဒါဆိုရင်ဒီဘိုင်းမှာတော့ဒီချက်ကနောက်တစ်ခုဆိုင်နေပါလဲဆိုရင် parallel plate capacitor အပိုင်းလေးဒီချက်ကဆက်သွားမယ်ပေါ့เนาะအဲ့တော့ parallel plate capacitor ဆိုတာကတော့ဒီ share capacitor ထဲမှာသူက simple capacitor ဖြစ်တယ်ပေါ့နော်ဒီ share အခုဆွဲပြနေတဲ့ conductor နှစ်ခုနဲ့အလယ်ကြားထဲမှာ distance ဖြစ်တယ်ဆိုတာကအဲ့ဒါပါလဲဆိုရင် parallel plate capacitor ပုံလေးပဲပေါ့နော်အဲ့တော့ parallel capacitor နဲ့ပတ်သက်ပြီးဒီ share derivation လေးတော့ရှိတယ်ပေါ့နော်parabolic capacitor အဲ့တော့သူနဲ့ပတ်သက်တဲ့ဟွာကတော့သူချက်လေးရတယ်ပထမတစ်ချက်ကတော့ဘာလဲဆိုသူဒီ simple capacitor ဖြစ်တယ်ဆိုတဲ့ဟာလေးပေါ့နော် simple capacitor ဖြစ်တယ်ဒီချက်ပြောပြတာသူမှာ two parallel metal plates ဒီမှာအောက်မှာလည်းပုံလေးပြထားတယ်เนาะအပြိုင်ဖြစ်နေတဲ့ metal plate ပြနှစ်ခုလေးပါတယ်ပြီးနောက်ကအဲ့ကြားထဲမှာဒီချက်က air လေးပေါ့နော်ဘာမှမထည့်ထားရင်လေးဒါမှမဟုတ်ရှင်လည်းအခြား insulated material တစ်ခုခုထည့်ထားမယ်ပေါ့နော်အဲ့တော့ဒီမှာတော့ဘာလဲဆိုရင်ဒါ parabolic capacitor ပုံလေးပေါ့နော်ဒီဘက်မှာ plate ပြနှစ်ခုမှာ positive charge ရှိတယ် negative charge ရှိတယ်နှစ်ခုကြားအကွာအဝေးကြားထဲမှာ distance ရှိတယ် dielectric ဆိုတာကတော့ဒီရှယ်တို့ကဒီထဲမှာထည့်ထားတဲ့ insulated material ကဒီ positive negative လျှက်စီးကြောင်းတွေကိုဘယ်လောက်ထိခွင့်ပြုမလဲဆိုရဲပေါ့နော်ဒီပစ္စည်းလေးရဲ့ဒီ permittivity တွေနဲ့အချို့ပေါ့နော်အဲ့ဒါဒီရှယ်က dielectric လို့ပြောရဲပေါ့နော်လျှက်ကန့်ကိန်းသေးလို့ပြောတယ်နော်နောက်တစ်ခုကဒီဟာကျတော့ navigate B ပုံလေးကကျတော့ဘာလို့ထားလဲဆိုရင် capacitor လေးကို battery နဲ့ charging လုပ်ထားတာcharging ရဲ့ capacitor အဲ့တော့ဒီ share ကပုံကြည့်မယ်ဆိုလို့ရှိရင်ဒီပုံလေးဒီ share ကကြည့်ရမယ်ပေါ့နော်navigate B ပုံထဲဒီ circuit diagram ပုံလေးကိုဒီ share ကပို့ပြီးတော့ကြည့်ပေါ့နော်ဒီမှာဆိုတာ battery ရဲ့ positive negative နဲ့ capacitor ကိုဆက်တဲ့အခါမှာ battery ရဲ့ positive ဆိုရင် capacitor ကလည်း positive battery ရဲ့ negative ဆို capacitor ကလည်း negative battery ဆိုရင်တခုက positive ကပို့ပြီးတော့ရှည်တယ်ပေါ့နော် negative ကပို့တူတယ်ငုတ်နှစ်ခုကမတူဘူးပေါ့ capacitor မှာတော့ parallel ဖြစ်တာမလို့နှစ်ခုကတူတယ်ပေါ့နော်အပြိုင်တူတယ်အဲ့တော့ဒီ share ဒီနဲ့ပုံလေးဒီ share ကဆွဲထားကျင့်ထားဖို့လိုတယ်ပေါ့နော်အဲ့ဒီမှာတော့ဒီ share ကဒါပါရေးပြောထားရလဲဆိုရင်ဒီ parabolic capacitor ရဲ့ပေါ့နော် derivation ဒီ share က C ပုံသင်နည်းကိုတွက်ထုတ်ထားတာပေါ့နော်အဲ့ဒါကတော့ derivation ရဲ့လို့တော့chapter 3 derivation တခုပဲဒီလို share က exercise မှာနာမည်တက်ပြီးမေးထားတာပေါ့နော်ဒီလိုဟာလေးကတော့ဒီ share ကမမေးကြည့်နိုင်ရင်တော့လည်းကြည့်ပါပေါ့နော်အဲ့တော့မကြည့်နိုင်ရင်တော့လည်းဒီ share ကomit လုပ်လို့ရတယ်ပေါ့နော်အဲ့ဒီမှာဆိုရင်ဒီ share တို့က derivation မှာအစစ်အနေနဲ့မှတ်မယ်ဆိုလို့ရှိရင်တော့သူကဘယ်ရစလဲဆိုရင် surface charge density ဆိုတဲ့sigma တန်ဖိုးလေးရစတယ်အဲ့တော့ surface charge density ကလည်းစတယ်အဲ့ surface charge density ဆိုတာကရ share တို့ကဘာလဲဆိုရင်ဒီ capacitor ရဲ့ plate ပြားပါပေါ့နော် plate ပြားရဲ့1 unit area မှာရှိတဲ့ Q ပမာဏလေးအဲ့ဒါကို share ကဘာလို့ခေါ်လဲဆိုရင် surface charge density လို့ပြောတယ် sigma နဲ့ပြောတယ်ပေါ့နော်ဒီမှာ share ပြောတဲ့ဟာဒီမှာပါsigma equal to Q by E အဲ့ဒါကို share ဘာလို့ charge by unit area 1 unit area မှာရှိတဲ့ကောင်တနည်းအားဖြင့်သူ့ကို surface charge density လို့ခေါ်တယ်နော်အဲ့တော့ပြီးလို့ရှိရင်နောက်တစ်ခုကသူကဘာလဲဆိုရင်ဒီ plate ပြားနှစ်ခုကအကွာအဝေးက
ပေါ့နော်တအားကြီးမဝေးဘူးပေါ့နော်အကွာဝေးနေတဲ့အတွက်ကြောင့်မို့ဒီပလေပြနှစ်ခုကြားထဲမှာဘာ electric field ဒီ uniform ဖြစ်တယ်လို့ပြောတယ် uniform electric field ဖြစ်တယ်အဲ့တော့ဒီတော့သိပြီးသားငယ်ငယ်တော့ uniform electric ဆိုတာဒီ E တန်ဖိုးလေးရှိတယ်လေအဲ့တော့ E တန်ဖိုးချက်အဲ့ဒီ E နဲ့ sigma နဲ့ဆက်သွယ်ချက်ကိုဒီတော့ရေးတယ်ပေါ့နော်အဲ့တော့ဗာနဲ့လဲဆိုရင် E နဲ့ sigma နဲ့ဆက်သွယ်ချက်ကကြတော့ပုံသင်လေးကဗာလဲဆိုရင် E equal to ဒီမှာရေးထားပါတယ် sigma by epsilon E equal to sigma by epsilon အဲ့တော့ဒီမှာဒီတော့နာမည်တစ်ခုထပ်ထွက်လာတယ် E ဆိုတာကခုနပြောတဲ့ electric field intensity ပေါ့နော်နောက်တစ်ခုက sigma ကဒီတော့ခုနပြောတဲ့ surface charge density ပေါ့နော်ဒီ epsilon ကကြတော့ဗာလို့ permittivity of the material ပေါ့အဲ့တော့ထည့်ထားတဲ့ကြားခံတွေကဘယ်လောက်ထိလျှက်စစ်တွေကိုဖြတ်တန်းခွင့်ပြုလဲဆိုတော့သူ့ရဲ့ခွင့်ပြုမှုပေါ့နော် permittivity of the material အဲ့တော့ဒီတို့အရင်ဆုံး derivation တွက်မယ်ဆိုလို့ရှိရင်မက်ကမှာဒီအရင်ဆုံးကတော့ဒီတို့ကဘာလဲဆိုရင်sigma equal to q by e နောက်တစ်ခုကကြတော့ဒီတို့ကဘာလဲဆိုရင် e equal to sigma by epsilon နော်အဲ့ရမှာဒီ share တို့ကရွှေ့မယ်ပေါ့အဲ့တော့ sigma နေရာမှာဒီ share ကတော့ဘာကိုအစားသွင်းလဲဆို q by a ကိုအစားသွင်းမယ်ဒီမှာ sigma နေရာမှာ q by a လေးထည့်ထားတယ်ဒါဆိုလို့ရှိရင် q by a by ဒီ share တော့ဘာလဲဆိုရင် epsilon ဖြစ်သွားပြီပေါ့နော်နောက်တစ်ချက်ကဒီ share ကအဲ့ရ equation နှစ်ခုရေးပြီးလို့ရှိရင်ဒီ electric field ဒီ uniform ဖြစ်တဲ့ကြောင့်မို့ဒီ share uniform electric field ပုံသင်လေးရှိတယ်ဘာလဲဆိုရင် E equal to V by D ဆိုတဲ့ပုံသင်လေးပေါ့နော် V equal to ED ဆိုတဲ့ပုံသင်လေးအဲ့တော့ဒီ share အဲ့ဒါကို E နေရာမှာတစ်ခါဘာထည့်မလဲဆိုရင် V by D ထည့်တယ်ပေါ့နော်ဒီပုံသင်လေးရရင် share ဆက်သွားလိုက်ပေါ့အဲ့တော့ E နေရာဘာလဲဆိုရင် V by D equal to ဘာဖြစ်သွားလဲဆိုတော့ Q by epsilon a ဖြစ်သွားတယ်ပေါ့အဲ့ရမှာဒီ share တို့ကဘာလဲဆိုရင်နေရာလေးတွေရွှေ့လိုက်ပေါ့နော်အဲ့တော့ဒီ V နဲ့ A နဲ့ကိုနေရာလေးချိန်လိုက်တယ်နော်ဒါဆိုရင် share က V နဲ့ A နဲ့ကိုနေရာလေးချိန်လိုက်တဲ့အခါမှာဘယ်လိုဖြစ်သွားလဲဆိုလို့ရှိရင် Q by V ဒီ share ဒီဘက်ကိုတစ်ခါလေးရွှေ့လိုက်တာပေါ့နော် Q by V equal to အဲ့တော့ V ကဒီအောက်ကိုရောက်မယ်ဒါဆို A ကအပေါ်ကိုရောက်မယ် A D အောက်မှာဘာဖြစ်သွားလဲဆိုရင် epsilon ဖြစ်တယ်ပေါ့နော်ဒီဘက်မှာ epsilon လေးရှိမယ်เนาะအဲ့တော့ဒီလိုပုံသင်လေးဖြစ်သွားတယ်အဲ့ဒါအောင်မှဒီ share ကဘာလဲဆိုလို့ရှိရင် q by v equal to q by epsilon v equal to a by d ဆိုတဲ့ပုံသင်လေးဖြစ်သွားတယ်ပေါ့နော်အဲ့တော့အဲ့ရမှာဒီ share သိထားတာဒီဘာရှိလဲဆိုရင် c equal to q by v ဆိုတဲ့ပုံသင်လေးရှိတယ်ပေါ့အဲ့တော့ c equal to q by v ရှိတာမို့ share ဒီနေရာမှာ c ရေးလိုက်မယ်အဲ့တော့ c by epsilon equal to a by d အဲ့ရမှာဒီ share က c ကိုပဲထားမယ်ဆိုလို့ရှိရင် epsilon ဟုတ်ဆိုရင် epsilon a by d ပေါ့နော်အဲ့တော့ c equal to epsilon a by d ဆိုရဲပုံသင်လေးထွက်တယ်ပေါ့နော်ဒါဒီ share ကဒါဟိုပဲရှိသေးတယ်အဲ့ရမှာတို့ကဒါ insulated material တစ်ခုထည့်ထားတဲ့ permittivity epsilon ကိုသုံးထားတာပေါ့နော်ဒါတော့ vacuum လို့ယူဆမယ်ဆိုလို့ရှိရင်ဒီ share အဲ့ဟာကို epsilon naught လို့ပြောမယ် permittivity of the vacuum epsilon naught အဲဆိုအဲ့မှာ epsilon နဲ့ epsilon naught နဲ့ဆက်သွယ်ချက်ကကြတော့ epsilon naught epsilon equal to kappa epsilon naught ဆိုတဲ့ပုံသင်လေးရှိတယ်ပေါ့အဲ့ရမှာဒီ share နောက်တစ်ဆင့်အနေနဲ့ဒီ epsilon နေရာမှာမထည့်မလဲဆိုရင် kappa epsilon naught လေးထည့်လိုက်မယ်ဒါဆိုရင်ပုံသင်လေးကဘာဖြစ်သွားလဲဆိုတော့ c equal to kappa epsilon naught a by d ဆိုတဲ့ပုံသင်လေးထွက်တယ်ပေါ့နော်အဲ့တော့ c equal to kappa epsilon naught a by d ဆိုတဲ့ပုံသင်လေးထွက်တယ်အဲ့တော့ derivation ကိုဒီ share ကနောက်မှာပေါ့နော်ဟိုရေးထားတဲ့ပုံစံလေးနဲ့တစ်ခါထပ်သင်ပေးပါမယ်ပေါ့နော်ဒါကတော့ဒီမှာ test တွေကနေရှင်းနေမလို့ဒီ share ကရေးပြလိုက်တာပေါ့နော်အဲ့တော့တွက်ထားတဲ့ပုံစံလေးနဲ့တစ်ခါပြီးတော့ထပ်ပြီးတော့တင်ပေးပါမယ်ပေါ့နော်အဲ့တော့ share က c equal to ဘာပုံသင်လေးလဲဆိုရင် kappa epsilon naught a by d ဆိုတဲ့ပုံသင်လေးနောက်ဆုံးမှာထွက်တယ်ပေါ့c equal to kappa epsilon naught a by d အဲ့မှာဆိုတော့ဒီ share ကဒါ vacuum ရဲ့ permittivity ကိုသုံးထားတာပေါ့နော် epsilon naught အဲ့တော့အဲ့ဟာမှာ epsilon naught ရဲ့တန်ဖိုးကိုကိုချက်ထားရမယ် epsilon naught ဘယ်လောက်လဲဆိုရင် 8.85 into 10 power minus 12 coulomb square per newton per meter square မဟုတ် farad per meter ပေါ့နော်အဲ့တော့ kappa ကတော့ဒီ share က dielectric constant လို့ခေါ်တယ်နော်အဲ့တော့ kappa တန်ဖိုးလေးကဒီ share vacuum လို့ပြောတာနဲ့ kappa တန်ဖိုးဒီ1
other insulated material ဆိုရင်ကပ်ပါတန်ဖိုးဒီ1ထက်အမြဲတမ်းကြီးတယ်ပေါ့နော်အဲ့တော့ဒီမှာတော့ကျွန်တော်အောက်မှာ dielectric material တွေအတွက်တန်ဖိုးတွေရေးပေးထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာဆိုရင် C ရဲ့ပုံသင်တွေကနှစ်ခုရှိသွားပြီဟိုရှေ့မှာသုံးခဲ့တဲ့ C ကတော့ C equal to ပါလဲ Q by V ဒီမှာအခုသုံးတာကြတော့ C equal to ပါလဲ kappa epsilon naught A by D ပေါ့နော်အဲဒီပုံသင်တွေနှစ်ခုရှိတယ်အဲ့တော့ပေးချက်ပုံမူတည်ပြီးတော့ Q တွေ V တွေပေးထားရင်ကျွန်တော်ကအပေါ်ပုံသင်တွေတွက်လို့ရတယ်ဒါမှမဟုတ်ရှင် area တွေပေါ့နော် A ဆိုတာကကျတော့ကျွန်တော်ဘာလဲဆို area of the plate ပြားလေးရဲ့ area မီတာ square နဲ့တိုင်းတယ်ပေါ့နော်ဒီကတော့ distance between two plate ပြားနှစ်ခုကြားထဲကအကွာအဝေးကျွန်တော်မီတာနဲ့တိုင်းတယ်ပေါ့အဲ့ဒါတွေပါပြီဆိုတော့ကျွန်တော်ဒီ C equal to kappa epsilon naught A by D နဲ့တွက်မယ်အဲ့မှာ epsilon naught တန်ဖိုးကိုကိုချက်ကမယ် kappa တန်ဖိုးကတော့ vacuum ဆိုရင်1 other material ဆို1ထက်ကြီးတယ်ဆိုတာလေသိရမယ်ပေါ့နော်ဒါတော့ကျွန်တော်ဗာလဲဆိုရင် dielectric constant kappa တန်ဖိုးတွေနဲ့သူကအမျိုးမျိုးပေးထားတာပေါ့နော်အဲ့ဒါမှဒီကျွန်တော်နောက်တစ်ဆင့်အနေနဲ့သူကဘာကိုထပ်ပြောလဲဆိုလို့ရှိရင်ဒီ kappa တန်ဖိုးလေးပေါ့နော်kappa ရဲ့ definition ကိုဖွင့်တယ်ပေါ့ဒီကျွန်တော်ဒီမှာ kappa ရဲ့ definition ကို3ပိုင်းနဲ့ကျွန်တော်လေ့လာရမယ်ပေါ့နော်ပထမတစ်ပိုင်းကကြတယ်ကျွန်တော်ခုနပြောခဲ့တယ်epsilon နဲ့ epsilon naught ပေါ့နော်ဆက်သွယ်ချက်က vacuum နဲ့ insulated material ရဲ့ permittivity နှစ်ခုကကြတော့ဗာလဲ epsilon equal to kappa epsilon naught အဲ့ရမှာခြေရ kappa လို့ကျွန်တော်ရှင်းရွှေ့လိုက်တော့ kappa equal to ဗာလဲ epsilon by epsilon naught အဲ့ epsilon နဲ့ epsilon naught တွေဆိုတာ permittivity တွေအဲ့ permittivity တွေ ratio အပြင်လည်းဒီခြေရ dielectric constant ကို definition ဖွင့်လို့ရတယ်ပေါ့နော်အဲ့သူ့ရဲ့ definition ကဒီခြေရဒီမှာက3ခုလောက်ရှိတယ်ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်ဒါကkappa တန်ဖိုး dielectric material တွေနဲ့ equation ရေးပြထားတာပေါ့နော်အဲ့တော့သူ့ရဲ့ definition အနေနဲ့ကတော့ဒီမှာdielectric constant of insulated material ဆိုတာဒီ ratio ကိုအချိုးချထားတာဗာလေအချိုးလဲ epsilon naught ဆို permittivity နဲ့ to that of vacuum ဆိုတော့အပေါ်မှာတော့ insulated material အောက်မှာတော့ vacuum ရဲ့ permittivity တွေအချိုးဖြစ်ပါတယ်ဆိုပြီးတော့သူကပြောထားတယ်ပေါ့နော်အဲ့ရမှာဒီချေတို့ကkappa equal to epsilon by epsilon naught